ပြောကြချက်ရသူ့ရဲ့အနံ့ကကျွန်တော်တို့ Liverpool ရဲ့ another 13နဲ့ဆင်တူတယ်လို့ပြောလို့ရတယ်ဆိုတော့သူ့မှာအနံ့က Ambrosian Note ကိုခြေခံထားပြီးတော့မှ Woody Amber Mooks နဲ့တခြား peer ကျွန်တော်တို့တစ်တော်ဒီပေါ့နော်အဲ့လိုအနံ့ကို combination ကောင်းကောင်းနဲ့ဖွဲ့စည်းထားတာပေါ့နော်အဓိကကတော့ Ambrosian အနံ့ပိုရတယ်ပေါ့နော် Ambrosian အနံ့ဟိုမှာလုံးဝ Mooks Amber ကဲ့သို့သောအနံ့နဲ့အနံ့တွေကို combination ကောင်းကောင်းနဲ့ဖွဲ့စည်းထားရပေါ့နော်ဆိုတော့ daily wear မှာအရင်သုံးလို့ကောင်းတယ်သူကတော့ perfect version ဖြစ်တယ်ပေါ့နော်အခုနကျွန်တော်တို့ဒီပြခဲ့တဲ့ဒီပထမဦးဆုံး review လုပ်ခဲ့တဲ့unboxing လုပ်ခဲ့တယ်ပေါ့နော်ဒီ lemon iced tea ကတော့ EDP version ဖြစ်တယ်ဆိုတော့ခုနအန်တုံးကတော့ perfect version ဖြစ်တယ်ပေါ့နော်ဆိုတော့ long lasting အနေနဲ့ citrus ရေမွေးတစ်ခုအနေနဲ့ lemon iced tea ကတော့လက်ခံပေးလို့ရတယ် maybe 5 hour လောက်တော့ရတယ်ပေါ့နော်အန်တုံးကတော့ maybe 5 or 6 spray ဆိုရင်တော့လည်း maybe သူလည်း6 hour above လောက်တော့ရတယ်ပေါ့နော်ဆိုတော့science profile နေအနေနဲ့ကပြောမယ်ဆိုရင်နှစ်ခုစလုံးကလက်ခံလို့ရတဲ့အနေအထားမှာရှိတယ်ဆိုတော့ရန်ကြီးပေါ်ချောင်ကောင်းနေမဟုတ်ဘူးပေါ်တော်အနံ့နေမဟုတ်ဘူးဆိုတော့ဘယ်လိုပြောမလဲဆိုတော့သူ့ဈေးကတော့10 ml ဆိုရင်ဘတ်400ဝန်းကျင်မှာရှိပြီးတော့50 ml ဆိုဘတ်1100ဝန်းကျင်မှာရှိတယ်ဆိုတော့ဈေးနှုန်းအနေထားနဲ့လည်းတကယ် plain ကြီးမွယ်ခြင်းသေးဘူးဆိုရင်တော့10 ml ကိုစမ်းပြီးတော့ try ကြည့်လို့ရတယ်တခြားသူ့မှာ 1.5 လေးမှာတခြားရေမွေးမျိုးစားတွေလည်းရှိတယ်ဒါပေမဲ့ဒီကောင်ကတော့နာမည်ကြီးရလို့ပြောလို့ရတယ်ပေါ့နော်သူ့ရဲ့ bottle ကတော့ Central Wall 3 လမှာ Mid Bangkok bottle မှာဝယ်လို့ရပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်